စပယ်ပြူလေးနဲ့တွေ့တဲ့နောက်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင်ဘယ်ကောင်းထဲမှာစစ်မဖြစ်လို့ရချက်တဲ့ဟာမင်းပေါ်မှာကြတော့တစ်မြင့်လို့တွေ့မကီးဦးဆိုင်တာဆက်ဆံရေးဒီတက်ချစ်လေးပို့ပဲဆိုတော့နှကန်းလေးကိုလဝါနဲ့အိုးလို့ခစ်ခစ်ကိုရဲ့ပင်လေကြီးရဲ့နတ်ငယ်ကြီးတွေနဲ့တူတော့ဝိုင်ပလင်းကိုချကိုဖြေရတဲ့ညစက်ကြောလာကြီးကိုပန်ချင်းမျိုးပါဖြော်ပြရေးတွေနာအလုပ်တွေပါနှစ်ယောက်တူဆိုင်ပွင့်ဆိုလာကိုရှင်းတန်နေသည့်ဒီကပါမဘသူမှမင်းကိုနိုင်ချင်းလို့ရောက်တော့ရင်လေမင်းမျိုးကဝါပင်လေးတွေမျက်လုံးနဲ့မိတ်ဆက်ကူးနဲ့ပေါ်ဖန်ဆင်းလို့နာစင်လေးပဲဆိုင်ကန်ကလာစင်ကြီးဘာကြောင့်မတအားဝင်လေးနေတယောက်တည်းတွေ့မကြောက်နဲ့ဟေကိုရှိလို့အားအင်ပြေစေဒီနေ့မှမင်းကကောင်းလို့ဖြူလေးဝစ်လို့တိတ်လှပနေမယ်ချစ်တဲ့ကိုရဲ့လက်မှာမင်းမိပါလေစိတ်ချရသည်ပဲကိုဖန်တီးပေးမှာပေါ့မင်းမရှိတဲ့မိတ်တပ်လိုက်လေဟောဒီကောင်ကမင်းချစ်လက်တင်းတင်းလေးနဲ့ရိတ်ကစားချွေမင်းကမသေးမြဲငါကတော့ပြီးပေါ့ minus half back clear ဖြစ်မှာဆိုတော့သူစွရီရောကိုတကယ်စိတ်မလုံးကြုံလာခြင်းနဲ့ကြာကလွတ်ပြီးနော်ဟုတ်တယ်မလားငင်းငင်းနဲ့ကြပြလေးကိုစပင်းကမ်းမှာရွတ်ပြီးပေါ်ကိုကြည့်မလောက်မှနေတယ်ဒီခီကိုရှောက်ရသည်ရွယ်ကိုကဝင်ကပါတဲ့မြေပုံစတိုင်လေးကောက်ရသည်နဲ့စိတ်တက်တဲ့အောက်ကျသွားတိုင်းမှာစမပြေမှုတွေကိုမင်းပေါ်မှောက်ချမိတယ်မင်းတန်ဖို့နောက်မှသိမယ်လို့မင်းပြောတော့ကြောက်လာကြီးရဲ့ညားရဲ့အိမ်မဆိုးတွေနဲ့ရင်ပါစေမျက်လုံးတော့ပွင့်မသွားရင်တလုံးပြမလို့တော့ဘူးတော့ထင်ရတယ်ကိုဘလောက်တော့အင်အားနဲ့မကြည့်ရင်မြင်ရမယ်ရမအလံဖြူလေးလွှင့်ထားတယ်နင်းမရှိတဲ့နေထိုင်နည်းတွေကိုတော့မတင်ကြရဲ့ဒီယူကကိုလောကကြီးကြောင့်လေးလာဆုံးတယ်ပေါက်ပြရလို့ပြီးရင်မင်းရင်တဲ့ပဲပြေးလာပုံးချင်ဒီနေ့မဝေးရမင်းထွက်သွားလို့မိကမုံရင်ဒါကမင်းပြန်လာဖို့ခုတဲ့တော့ကိုရဲ့အရေးပါဆုံးတစ်ချက်အားလုံးနဲ့လဲပြီးခဲ့တာမလားကိုကဘယ်တော့မှမမေးပါမျက်စိကနေချစ်ပြချဖို့ရုံးကန်ခဲ့တဲ့ခိုက်ပန်ကန်ကစုပ်ပြချင်လို့စရာအိမ်တွေကကတ်တမဲကိုလာနေဝင်ချင်းခုနဲ့တွဲလို့ကရွှေဝါရောင်မီဒီလေးတွေလိမ့်လာကိုမြင်နေရတဲ့မြို့ပြန်များခတ်လေးကိုစိတ်ကလေးတွေကြာအိမ်ပြန်ချင်းနေတဲ့ခတ်တံများပိုင်ဆိုင်တာအားလုံးပဲကြွေသွားပါစေဒီလူအမေမရှိလို့တော့မရ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 ဒီလူအမေမရှိလို့